င်္ဂလာပါဒီနေ့မှာတော့အိမ်ချမ်းမြေကိုလိုတိုက်ခန်းတွေဝယ်ယူတဲ့အခါမှာထည့်သွင်းစဉ်းစားမယ့်အချက်တွေကိုကျွန်တော်လက်လှမ်းပြီးတော့ share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအချက်အနေနဲ့ကိုသုံးမဲ့ budget amount ဘယ်လောက်လဲဆိုတာကိုချမှတ်ထားရမယ်ပြီးရင် payment တန်ကိုက cash down နဲ့ဝယ်မှာလား developer တွေရှေ့ကနေပြီးတော့အတိုးမဲ့ရေးချက်နဲ့ဝယ်မှာလားဒါမှမဟုတ်ရင်ဘဏ်လုံးကနေဘဏ်လုံးယူပြီးတော့နှစ်ရှည်အေးချသွားမှာလားဆိုတာကိုတစ်ခါတည်းစဉ်းစားဖို့လိုပါတယ်ဒုတိယအချက်အနေနဲ့ကျွန်တော်တို့ကိုရွေးချယ်မဲ့ location downtown လား second downtown လားမြို့ပြင်လားမိန်းလမ်းမာတယ်လားလမ်းတွက်လားဒါမှမဟုတ် project အိမ်ရဝင်နေတယ်မှာပဲလားကိုကအဲ့နေရာကိုကိုယ့်ရဲ့အဓိကနေဆံဝန်ကိုမူတည်ပြီးတော့စဉ်းစားရမယ်ကိုကနေရာတစ်ခုကိုဝယ်ယူဖို့စဉ်းစားတဲ့အခါမှာဒီနေရာမှာကိုကလူနေထိုင်ဖို့အတွက်လားဒါမှမဟုတ်ဆိုင်ငန်းတွေဖွင့်ဖို့ပဲလားဒါမှမဟုတ်ရင်ဒီတိုင်း investment လုပ်ချင်ဖို့ပဲလားဆိုတာကိုသေချာစဉ်းစားပြီးတော့ကိုယ့်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့နေရာကိုကနဦးသတ်မှတ်ရမယ်ပြီးရင်ပထမဆုံးပြောခဲ့တဲ့ကိုသတ်မှတ်ထားတဲ့ budget နဲ့ချိန်ထိုးပြီးတော့ဒီ location မှာကိုရွေးချယ်မယ့်နေရာကိုရှာဖွေရမယ် location သိကြပြီဆိုလို့ရှိရင်တတိယအချက်အနေနဲ့ကျွန်တော်တို့အဓိကစဉ်းစားမယ့်အရာပိုင်ဆိုင်မှုခိုင်မာမှုရှိမရှိဆိုတာပဲဖြစ်ပါတယ် developer တွေရှိရဝင်မယ်ဆိုလို့ရှိရင် developer ရဲ့ history သူ PC အနံခဲ့တဲ့ project တွေကိုသေချာလေ့လာဖို့လိုအပ်ပါတယ်အပြင်ပုဂ္ဂလိကကိုလိုတိုက်ခန်းတွေကိုကျွန်တော်တို့ဝယ်ယူမယ်ဆိုတဲ့အခါမှာလည်းပိုင်ရှင်အဆက်စာချုပ်တွေလုံချင်းအိမ်တွေဆိုရင်လည်းပိုင်ရှင်ခင်ရအမိပေါက်မပေါက် GPSB လွှဲထားမှုရှိမရှိဆိုတာတွေကိုပါတပါးလေးလေ့လာဖို့လိုအပ်ပါတယ်မြေခွက်တွေဝယ်ယူတဲ့အခါမှာလည်းဒီမြေဟာဘာမျိုးစားဖြစ်လဲဆိုတော့ကျွန်တော်သေချာလေ့လာပါမယ်ခရမ်းမြေလားဘိုးဘပိုင်မြေလားပါမစ်မြေလားဥယျာဉ်ချမ်းမြေလားစလစ်မြေလားလယ်မြေလားရမြေလားအစရှိတဲ့ပြင်ကိုကျွန်တော်တို့သေချာလေးလေ့လာဖို့လိုအပ်ပါတယ်ကျန်တာတွေကိုကျွန်တော်နောက်တစ်ပိုင်းမှာဆက်ပြီးတော့ပြောပြပေးသွားပါမယ်